ကဘာမြေပေါ်မှာနွေရာသီရောက်တိုင်းရေတွေခန်းချောက်သွားပြီးပြိုသားကဘာတစ်ခုပေါ်ကရှုခင်းတစ်ခုလိုအဝါအစိမ်းအပြာရောင်အဆက်ပြောက်တွေနဲ့ပြည့်နေနေတဲ့ရေကန်ကြီးတကန်တကယ်ပဲရှိနေတယ်ဆိုတာသင်သိပါသလားဒါကတော့ကနေဒါနိုင်ငံ British Columbia ပြည်နယ်ရဲ့ပူပြင်းချောက်သွေးတဲ့ Okanagan Valley ထဲမှာတိတ်တဆိတ်တည်ရှိနေတဲ့ Spotted Lake ပါပဲသူ့ရဲ့ထူးခြားတဲ့ပုံပန်းတဲ့ကြောင့်ကဘာလက်ခီးတဲ့တွေနဲ့သိပ္ပံပညာရှင်တွေရဲ့စိတ်ဝင်စားမှုကိုအပြေအဝရရှိထားတဲ့နေရာတစ်ခုပါ။လွယ်ဦးနဲ့စောင်းရသူတွေမှာတော့သူဟာတခြားရေကန်တွေလိုပဲတာမန်ရေကန်ကြီးတစ်ခုပါပဲ။ဒါပေမဲ့ဂျွန်လကနေစက်တင်ဘာလအထိကြာမြင့်တဲ့ပူပြင်းချောက်တွေ့တဲ့နွေရာသီရောက်လာတဲ့အခါမှာတော့မော်ပင်ညာဆန်ပြောင်းလဲမှုတစ်ခုစတင်ဖြစ်ပေါ်ပါတော့တယ်။ပြင်းထန်တဲ့နေအောင်ကြီးကြောင့်ရေကန်ထဲကရေတွေဟာတဖြည်းဖြည်းခန်းချောက်သွားပြီးရေကန်ရဲ့အောက်ခြေမှာအလွန်ပြင်းအားများတဲ့ mineral ဓာတ်တွေနဲ့ပြည့်နေတဲ့ရေအိုင်ငယ်လေးတွေယာနဲ့ချီပြီးခြံရစ်ခဲ့ပါတယ်။ဒီရေအိုင်လေးတွေကပဲရေကန်ကြီးတစ်ခုလုံးကိုအဆက်ပြောက်တွေနဲ့ဖုံးလွှမ်းထားသလိုဖြစ်စေတာပါ။နွေရာသီအပူရှင်ပိုပြင်းလာတာနဲ့အမျှရေတွေပိုခန်းချောက်ပြီးရေအိုင်တွေကြားထဲမှာ mineral ဓာတ်တွေနဲ့ဖွေးစည်းထားတဲ့ကြီးလင်တောက်ပလဲရှောင်းလန်းလေးတွေတောင်ဖြစ်ပေါ်လာပါသေးတယ်။ဒီအဆက်ပြောက်တွေရဲ့အယောင်ကလည်းတနေရာနဲ့တနေရာမတူပါဘူး။ဒါဟာရေအိုင်တစ်ခုချင်းစီမှာပါဝင်တဲ့ mineral ဓာတ်တွေရဲ့အမျိုးအစားနဲ့ပြင်းအားပေါ်မူတည်ပြီးပြောင်းလဲနေလိုပါပဲဒီရေကန်ထဲမှာ mineral ဓာတ်10ခန်းကျော်ပါဝင်ပြီးအဓိကအားဖြင့်တော့ magnesium sulfate absence calcium နဲ့ sodium sulfate တွေအများဆုံးပါဝင်ပါတယ် magnesium sulfate တွေကကိုယ်လက်ကိုက်ခဲတာကိုတက်တာစေတဲ့ဓာတ်ဖြစ်ပြီးတခြားဓာတ်တွေလည်းသူ့အာနိသင်နဲ့သူ့ရှိကြပါတယ်ဒါအပြင်ငွေနဲ့တိုက်တေနီယမ်လိုတထုဓာတ်အနှဲငယ်တောင်ပါဝင်ပါသေးတယ်။ဒါကြောင့်အချို့ရေအိုင်တွေကအဝါရောင်အချို့ကအစိမ်းရောင်အချို့ကတော့အပြာရောင်အဖြစ်နဲ့မြင်တွေ့ရတာဖြစ်ပါတယ်။ဒါပေမဲ့ Spotted Lake ဟာဘူမိဗေဒအရာထူးခြားတဲ့နေရာတစ်ခုဒါမဟုတ်ပါဘူး။သူဟာရှင်းနှစ်ပေါင်းများစွာကတနည်းထဲကဒီဒေသမှာနေထိုင်ခဲ့ကြတဲ့ Silex Okanagan Nation လို့ခေါ်တဲ့ First Nation ဒေသခံလူမျိုးတွေအတော်အလွန်မြင့်မြတ်တဲ့နေရာတစ်ခုဖြစ်ပါတယ်။သူတို့ကဒီရေကန်ကိုကလေလုလို့ခေါ်ပြီးသူထဲမှာပါဝင်တဲ့ mineral ဓာတ်တွေမှာအနာရောဂါတွေကိုကုသပေးနိုင်တဲ့စွမ်းအားရှိတယ်လို့ယုံကြည်ကြပါတယ်။ရှစ်ခေတ်ကစစ်ပွဲတွေမှာရလာတဲ့ဒဏ်ရာတွေအရေးပြားလောကတွေနဲ့ကိုယ်လက်ကိုက်ခဲမှုတွေကိုကုသဖို့အတွက်ဒီရေကန်ကရွှေနဲ့ရေတွေကိုဆေးဖြစ်လာရောက်အသုံးပြုခဲ့ကြတယ်လို့သမိုင်းမှတ်တမ်းတွေရှိခဲ့ပါတယ်။20ရာစုနောက်ပိုင်းမှာတော့ Ernest Smith လို့ခေါ်တဲ့ပုဂ္ဂလိကလုပ်ငန်းရှင်တူကဒီမြေကိုဝယ်ယူပြီးရေကန်ရဲ့ mineral ဓာတ်တွေကိုသုံးပြီး spa တစ်ခုအဖြစ်စီးပွားဖြစ်လုပ်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့ Okanagan Nation ကသူတို့ရဲ့မြင့်မြတ်တဲ့မြေကိုကာကွယ်ဖို့အတွက်နှစ်ပေါင်း20ကျော်ကဥပဒေကြောင်းနဲ့ကြိုးစားခဲ့ကြပါတယ်။သူတို့ရဲ့ကြိုးစားမှုတွေအောင်မြင်ခဲ့ပြီးနောက်ဆုံးမှာတော့2000ခုနှစ်မှာကနေဒါအစိုးရရဲ့အကူအညီနဲ့ဒီမြေကိုဒေါ်လာ9သိန်းကျော်ပေးပြီးပြန်လည်ဝယ်ယူနိုင်ခဲ့ပါတယ်။ဒီနေ့မှာတော့ Spotted Lake ဟာတဘာဝပတ်ဝန်းကျင်နဲ့ယဉ်ကျေးမှုကိုကာကွယ်ဆောင်ရှောက်ထားတဲ့နေရာတစ်ခုအဖြစ်တည်ရှိနေပြီးအများပြည်သူအကျဉ်းအနေနဲ့ရေကန်ထဲကိုတိုက်ရိုက်ဆင်းလို့မရတော့အလင်းကပဲကြည့်ရှုလေ့လာနိုင်ပါတော့တယ်။ဒါဟာသိပ္ပံပညာနဲ့ရှေးဟိုးယုံကြည်မှုကြားကလှပတဲ့ဆက်ဆံရေးမှုကိုတတ်သိပြနေပြီးဒိုင်းရင်တိုင်းရင်သားကိုရဲ့ယဉ်ကျေးမှုအမွေအနှစ်ကိုလေးစားခြင်းရဲ့အကောင်းဆုံးပြရွယ်တစ်ခုအဖြစ်ကဘာကိုသင်ခန်းစာပေးလက်ချေပါတယ်။ဒီဗီဒီယိုလေးကိုကြိုက်နေတဲ့ရင် like and follow လုပ်ပြီးသင်မိတ်ဆွေတွေကို share လုပ်သွားပေးပါအောင်။ဗီဒီယိုလေးကိုအဆုံးထိကြည့်ရှုပေးလို့ကျေးဇူးတင်ပါတယ်